A-sub ragi ကိုစောင်းရင်ကြိုက်ပါတယ်ဆိုတော့ဘာတွေအတွက် A-sub ragi ထိုက်ပြီးကျွန်တော်မှရောင်းဖို့ရှိတယ်ကျွန်တော်ရောင်းမပြီးကတော့ဒါနဲ့ကျင်းတင်နေမှာဆိုလို့ကျွန်တော် project file မှာတစ်ခါလေးဖွင့်ပြမယ်လိုက်ကြည့်ပေးဒီကောင်ကကျွန်တော်ရဲ့ producer tab ကို train HP cooking ရပါညာပေါ့ဖွင့်ပြမယ်ဒီကောင်က verb ဒီကောင်ဒီနောက် chorus ပြီးတော့ဒီအောက်မှာဒီ effect တွေsample ပါညာရှိမယ်ပြီးတော့ဒီမှာ pre chorus arrangement ပုံစံတော့ intro chorus verb chorus pre chorus ဒီမှာ verb ကနှစ်ခါပြောမယ် verb နှစ်ခုစလုံးပါပြီးသားပေါ့ပြောမယ်ဆိုရင်အဲ့လိုပုံစံမျိုးဟုတ်ပြီရောင်းဝယ်ကိစ္စဆက်ပြီးတော့ပြောကြမယ်ရောင်းဝယ်ကိစ္စကတော့ဗျာ Prada ဘက်ကကျွန်တော်ပတ်စံလွှဲပြီးဆိုတာနဲ့ကျွန်တော် Prada ကို save file တစ်ခုပြန်ပို့ပေးမယ်အဲ့ဒီ save file ထဲမှာ MET ပါမယ် wave file ပါမယ်နောက်ပြီးတော့ stand file ပါမယ် stand file ဆိုတော့ဗျာကျွန်တော်ရမယ်ပြီးရဲ့ drum melody bass f8 တွေကိုတလိုင်းချင်းစီခွဲထားတဲ့ file ပေါ့ဒီ video မှာတော့ကျွန်တော်အစဆုံးဖွင့်မပြထားဘူးတကယ်လို့အစဆုံးကြည့်ချင်နေဆိုရင် day run လာခဲ့ပြီပါ turn HP လို့ခေါ်ပါတယ်